ပါရှင်။ကျန်ကုန်မြို့နယ်ပြည်သူတွေကြောင့်အထူးတုံးလုံးချောက်ချောက်သွားစေခဲ့တဲ့ကြီးတွင်းလူတက်မှုနဲ့မိမိကိုယ်ကိုအဆုံးစီရင်မှုနောက်ဆုံးရမှုကိတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။လန်ခွဲစကားပြောရဲရည်စားဖြစ်သူကိုတပ်ဖြတ်ခဲ့တယ်လို့စာရေးဝန်ခံပြီးမြို့သားတဦးကစီရိုနာဟိုတယ်ဘောကနေခုံချကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုယမန်နေ့ကဖြစ်ပွားခဲ့တယ်လို့နီးစပ်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်ရှင်။ဖြစ်စဉ်မှာယမန်နေ့ဇွန်လ10ရက်မနက်9:00နာရီဝန်းကျင်အချိန်ခန့်ကရှန်ကင်းမြို့နယ်အမှန်9ရက်ကွက်ရှိစီရိုနာဟိုတယ်ရဲ့နောက်ကျောကလမ်းမမှာရပ်ထားတဲ့မော်တော်ယာဉ်တစ်စီးရဲ့အမိုးပေါ်ကိုလူတအုပ်ပြုတ်ကျသေးဆုံးနေကြောင်းသတင်းအရသက်ဆိုင်ရာတာဝန်ရှိသူတွေကတွားရောက်စစ်ဆေးခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ရဲတပ်ဖွဲ့ရဲ့တင်မဲ့ဦးစစ်ဆေးချက်တွေအရတည်ဆုံးသူမျိုးသားဟာပြင်းရဝရီရိတ်တာလမ်းမပေါ်မှာရပ်ထားတဲ့ Honda Airwave အမျိုးအစားခဲရောင်မော်တော်ယာဉ်ပေါ်ရဲ့အမိုးပေါ်ကိုပြုတ်ကျခဲ့တာဖြစ်ပြီးညာလက်မောင်းပြုတ်ထွက်တန်ရာဥကောင်းကွဲထွက်တန်ရာလက်ချောင်းများကျူးကြည်တန်ရာတွေနဲ့ဝဲရာပေါင်းတဲ့ခြေသလုံးတွေကျူးကြည်ပေါက်ပြဲတဲ့တန်ရာမြောက်များနဲ့ဝဲချင်းပြီးတိဆုံးနေတာကိုတွေ့ရှိခံရပါတယ်ရှင်အဆိုအဖြစ်စဉ်ကြောင့်တာဝန်ရှိသူတွေကဟိုတယ်ရဲ့အပေါ်ထက်တွေစီဆက်လက်တက်ရောက်စစ်ဆေးခဲ့ရမှာတော့ဟိုတယ်ရဲ့အပေါ်ထက်29လွှာ29အထက်မြောက်ကအရေးပေါ်ထွက်ပေါက် emergency exit ကျင်းတကားပေါင်ပေါ်မှာတေဆုံးသူချန်ထားခဲ့တဲ့လက်ကင်ဖုံးနှလုံးရေမောင်းလိုင်စင်တစ်ခုနဲ့အတူဝန်ခံစာတစ်စောင်တို့ကိုရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်ရှင်တွေ့ရှိရတဲ့ရေမောင်းလိုင်စင်နဲ့စာအရတေဆုံးသူဟာလီချိန်ကျိုကိုတင်ဆိုဖြစ်ကြောင်းသိရပြီး၎င်းခံချန်ထားခဲ့တဲ့ဝန်ခံစာထဲမှာတော့ဗီဇာရပါတော့ရဲ့ရရှိညာကျွန်တော်ကိုတင်ဆိုသည်ကိုချစ်သူမက်ရှူကင်ကိုတမိခဲ့တဲ့အတွက်ကိုအဆုံးစီရင်ဖို့ဆုံးဖြတ်ထားပါလို့2026ခုနှစ်ဇွန်လ10ရက်နေ့ရက်စွဲနဲ့ရေးသားထားတာကိုတုံးလုံးဖွဲ့ရတွေ့ရှိခဲ့ရပါတယ်ရှင်။ဒါအပြင်အဆိုပါဝန်ထမ်းစာထဲမှာဆက်လက်ဖော်ပြချက်အရ၎င်းရဲ့ရည်စားဖြစ်သူကလန်ခွဲစကားပြောဆိုတဲ့အတွက်ကြောင့်အခုလိုဒေါသအလျောက်တပ်ဖြတ်ခဲ့ရခြင်းဖြစ်ကြောင်းတပ်ဖြတ်ပြီးနောက်ချီယာသူအမျိုးသမီးရဲ့ရုပ်လောင်းကိုလှိုင်းသာယာမြို့နယ်အတွင်းမှာရှိတဲ့အင်အားတစ်ခုမှာထားရှိခဲ့ကြောင်းထွက်ဆိုရေးသားထားပါရရှင်။ကိုတင်ဆိုဟာပထမတွင်မိမိကိုယ်ကိုကျိုးဆွဲချအဆုံးစီရင်မှုကြံစည်ခဲ့မှုပေမဲ့မအောင်မြင်ခဲ့တာကြောင့်ယခုကဲ့သို့စီရိုနာဟိုတယ်ရဲ့အထက်မြင့်ဘော်ကနေခုံချပြီးအဆုံးစီရင်ခဲ့တာဖြစ်ကြောင်းစာထဲမှာအသေးစိတ်ဝန်ခံရေးသားထားပါရရှင်။လက်ရှိအချိန်မှာတော့တည်ဆုံးသူမျိုးသားရဲ့ယုံလောင်ကိုတင်ငယ်ကျွန်းစံပြစေယုံကြီးတို့ပို့ဆောင်ပေးထားပြီးဖြစ်ပါရဲ့ရှင်။ရဲတပ်ဖွဲ့အနေနဲ့တရက်ခန့်ကိုတင်ဆိုညွှန်ပြခဲ့တဲ့လိုင်သာယာမြို့နယ်ကအင်ယာတွင်သွားရောက်ပြီးတပ်ဖြတ်ခံရတဲ့စစ်သူအမျိုးသမီးမက်ရှူခင်းရဲ့ရုပ်အလောင်းကိုရှာဖွေဖော်ထုတ်ဖို့နဲ့အမှုမဲ့ပေါ်ပေါက်ရေးအတွက်ခွင့်ဆက်တွေကိုဆက်လက်စုံစမ်းစစ်ဆေးနေတဲ့ပြည်တွင်းထိတ်လန့်ဖွယ်ရာမှုကင်းသတင်းချက်လက်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။